ပူလီစစ်ကိုယူရိုတန်း80သတ်မှတ်လိုက်တဲ့ AC မီလီယံစီးရီကလပ် AC မီလီယံအသင်းကအသင်းကြီးရဲ့စိတ်ဝင်စားနေတဲ့သူတို့အသင်းရဲ့တိုက်စစ်မှုပူလီစစ်ကိုယူရိုတန်း80အထိသတ်မှတ်လိုက်ကြောင်းသိရပါတယ်။အသက်28နှစ်အရွယ်ရှိဖြစ်တဲ့အမေရိကန်အသင်းကောင်းဆောင်က AC မီလီယံအသင်းကိုစတင်ရောက်ခဲ့တဲ့နှစ်ကလေးကခြေစွမ်းပြကစားနေသူဖြစ်ပြီးတော့တိုက်စစ်မှာနေရာဆုံးကစားနိုင်သူဖြစ်ကြောင်းသိရပါတယ်။ဒီကစားသမားတွေ AC ရဲ့စာချုပ်က18လတာကျန်ရှိပြီးတော့ဒီကစားသမားကိုခေါ်ယူဖို့တဲ့ပရီးမီးယားလိအသင်းကြီးတွေဖြစ်ကြတဲ့အာဆင်နယ်စပါလီဗာပူးကစိတ်ဝင်စားတဲ့ကြောင်းသိရပါတယ်။အာဆင်နယ်အသင်းကသူတို့အသင်းရဲ့ဘဲတောင်မန်တိုက်စစ်နဲ့တိုက်စစ်ကိုအားပေးဖို့တဲ့ဒီကစားသမားကိုခေါ်ယူဖို့တဲ့စိတ်ဝင်စားနေတယ်လို့စပါးအသင်းကလည်းပဲတောင်မန်နဲ့တိုက်စစ်အတွက်ဒီကစားသမားကိုခေါ်ယူဖို့တဲ့စိတ်ဝင်စားတဲ့ကြောင်းသိရပါတယ်။လီဗာပူးအသင်းကတော့ဒီနွေရာသီမှာဆာလာထွက်ခွာသွားနိုင်ပြီးတော့ဒီနေရာကိုတည့်ရဲ့အစားထိုးနိုင်မှုအတွက်ပူလီစစ်ကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။ဒီကစားသမားကဒေါ်မန်အသင်းမှာကစားသမားဘဝစတင်ခဲ့တဲ့သူဖြစ်ပြီးတော့ပရီးမီးယားလိကလပ်ချယ်ဆီမှာလည်းကစားခဲ့ဘူးသူဖြစ်လို့သူကတိုင်ကပရီးမီးယားလိထံကိုပြန်လာခြင်းနေကြောင်းသိရပါတယ်။ပူလီစစ်က AC မှာကစားခဲ့တဲ့300တီတွင်မှာပွဲပေါင်း100ကျော်ကစားထားကသွင်းကိုပေါင်း40ကျော်သွင်းယူထားနေကြောင်းသိရပါတယ်ခင်ဗျာ။